चलो चलो हिम्मत करो बाकी इंशाल्लाह बहुत जल्द तुम्हारा इलाज कराएंगे फिक्र ना करो मतलब मेरे भाइयों आप देख सकते हो ये हमारे मनोज कुमार भाई को हाइड्रोसी की बीमारी है और 15 साल पिछले 15 साल से इस भाई को ये तकलीफ झेल रहे इस बीमारी से लड़ रहे क्योंकि इनके पास 1 रुपया नहीं है इस बीमारी का इलाज है अगर अल्लाह ने कोई बीमारी दी है उसका इलाज भी लिखा है लेकिन कराना पड़ेगा मेरे भाइयों इस हमारे मनोज कुमार भाई को हाइड्रोसी की बीमारी है और लखनऊ में इनका ट्रीटमेंट चलेगा इंशाल्लाह पहले 1.5 लाख की मदद आप भाई ने जो भेजी थी उन तक पहुंचा दिए और अब जो इलाज होगा वो लखनऊ हॉस्पिटल के अंदर इंशाल्लाह हम कराएंगे जो आप आगे मदद भेजोगे इंशाल्लाह उससे इलाज भी कराएंगे और इनका सहारा भी बनेगा इंशाल्लाह मैं आपसे उम्मीद करूंगा कि इंशाल्लाह कुछ ना कुछ आप हमारे मनोज कुमार भाई की मदद करेंगे और इस वीडियो को तमाम लोगों तक शेयर करेंगे इंशाल्लाह ဒီဗီဒီယိုဖိုင်ကိုမြင်တော့မြတ်စွာဘုရားလက်ထက်တုန်းကကြီးမားသောဝေးစီကြီးကိုထမ်းသွားနေရတဲ့ပြည်တာကြီးတကောင်အကြောင်းကိုတွားပြီးသတိရတယ်။တန်ယုတ်တနိကေသဂါထဝကတန်ယုတ်ပါဠိတော်လက္ခဏတန်ယုတ်ကုံဗန္ဒတုတ်မှာမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကကိုလောက်ပမာဏရှိတဲ့ဝေးစီကြီးကိုထမ်းသွားပြီးတော့အဲ့ဒီဝေးစီကြီးအပေါ်မှာပဲထိုင်နေရသည့်ကြီးမားသောဆင်းရဲဒုက္ခကိုခံစားနေရသောပြည်တာကြီးတကောင်ရှိတယ်။ဘာကြောင့်အဲ့ဒီဘဝကိုရောက်ရတာလဲဆိုရင်သူဟာတရားသူကြီးဖြစ်ခဲ့စဉ်တုန်းကကောက်ကျစ်ဆင်းလဲပြီးတော့မတရားလက်စားခဲ့တယ်။အဲ့ဒီအကုသိုလ်ကံကြောင့်အခုလိုကြီးမားသောဆင်းရဲဒုက္ခကိုခံစားနေရသည့်ပြည်တာဘဝကိုရောက်ရခြင်းဖြစ်တယ်။ဒီလိုပြောလို့တချို့ကအရှင်ဖေယဟိုကပြည်တာဒါကလူလေးလို့ပြောကြလေအောင်မယ်။မြတ်စွာဘုရားကဝိမာနဝိထုမှာမနုဿနေရာယိကမနုဿတိရိစ္ဆာနမနုဿပေတပရမတ္ထမနုဿရေဆိုပြီးလူလေးမျိုးဟောကြားခဲ့ပါတယ်။အဲ့ဒီလူလေးမျိုးထဲမှာမနုဿပေတဆိုတာပါပါတယ်။မနုဿပေတဆိုတာလူပြိတ္တာကိုပြောတာပါ။လူသားစင်စစ်ဖြစ်ပါရဲ့နဲ့စားစရာမရှိတောက်စရာမရှိအတိဒုက္ခရောက်ပြီးတော့နောက်ဆုံးယောဂဖြစ်ရင်တောင်မှစိတ်ကုစရာမရှိတဲ့ဘဝမျိုးကိုခံစားနေရတော့လူသားမျိုးကိုလူပြိတ္တာလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။အခုဒီဗီဒီယိုဖိုင်တွေကလူဟာလူပြိတ္တာတစ်မျိုးပါပဲနော်။ဘာကြောင့်အဲ့ဒီဘဝကိုရောက်ရတာလဲဆိုရင်လက်ရှိပစ္စုပန်မှာတော့အခြားအကြောင်းပြချက်တွေများစွာရှိပေမဲ့အရင်စစ်ကြည့်လိုက်မယ်ဆိုရင်ရှိသောဘဝတွေတုန်းကအကုသိုလ်တွေအာကြည့်ပြီးကုသိုလ်ကောင်းမှုတွေမရှိခဲ့လို့ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုကိုကြည့်ရှုနေကြသောဦးဇင်းရဲ့ဒကာဒကမအပေါင်းသူတော်ကောင်းတို့ဒီလည်းပဲဒီလိုဆင်းရဲတဲ့ဒုက္ခတွေကိုမရချင်ဘူးဆိုရင်မိမိဘဝကောင်းကိုရှားရှိနေတဲ့အချိန်မှာကုသိုလ်ကောင်းမှုကိုပြုပါအကုသိုလ်ကိုနည်းနိုင်တဲ့လောက်နဲ့အောင်ကြိုးစားကြပါလို့ပြောချင်ပါတယ်နော်။